ဒီနေ့ကတော့သက်စနတူကိတ်မွန်တွေကိုလဲလှုပ်ဖို့အတွက်အခုကျင်းနေတဲ့သူတွေကိုအားလုံးကိုဖိတ်ခေါ်ပါတယ်ရှင့်ဒီနေ့ကတော့တခြားကိတ်တွေနဲ့မတူတဲ့ပုံစံတစ်ခုကိုလုပ်မယ်ပေါ့နော်အခုကတော့တစုက vintage design လေးကိုအရင်ဆုံးတွားထားပါတယ်ဒီ design လေးဟာဆိုလို့ရှိရင်ဟိုးအရင်တုန်းကပေါ်ခဲ့တဲ့ design လေးပေါ့နော် cream များများနဲ့ design ဖော်ထားတဲ့ကိတ် design လေးပါသူလေးကဆိုလို့ရှိရင်ဒီ vintage နဲ့ line အောင်ဆိုပြီးတော့တော်တော်လေးကိုမှလည်းချစ်ဖို့ကောင်းတယ်ပေါ့နော်အရန်ကိုမှကလာအဆက်ဟပ်မိမိနဲ့သူ့ကိုသုံးရတယ်ပေါ့နော်ဒီနေ့ရဲ့ကိတ်လေးကကျတော့တစုကဒီသမီးလေးရဲ့မူနေအတွက်ဆိုတော့ပန်းရောင်လေးရဲ့အဝါလေးရဲ့ကိုရွေးချယ်ပြီးတော့သုံးထားပေးပါတယ် customer လေးကဒီကိတ်ကိုမြင်တဲ့အခါကျတော့ရှင်လက်တဘောချက်လိုက်မလို့မျှော်လင့်ပါတယ်ရှင်တစုကဓမ္မဆိုလို့ရှင်ပေါ့နော်တခါမှတစုမလောက်ဘူးအဲ့မှာဆိုလို့ရှင်တစုက fountain လေးတစ်ခုသုံးထားတယ်ပေါ့နော်fountain ကအဲ့လိုမျိုးတချို့ကတိတ်ပြီးတော့မကင်တက်တာဆိုတော့လေအမားလေးပါလို့ရှိရင်လည်းခွင့်လွှတ်ပေးပါလို့ပြောချင်ပါတယ်ကိတ်မွန်လေးကိုကြည့်ပြီးတော့လည်းလှသည်မလှသည်ဆိုတာကိုလည်းဝေဖန်ခဲ့ပေးပါအောင်ရှင်အခုမှဒီလိုမျိုး fountain ကိုစပြီးတော့ကင်တာမို့လို့ပေါ့နော်ဒီနေ့ရဲ့ order လေးကတော့ဒါထိုင်းကနေမှာထားတဲ့ order လေးပါရှင် customer လေးကဒီသမီးလေးရဲ့မွေးနေ့တက်ကိုကိတ်မွန် order လေးကိုလက်ဆောင်ပေးခြင်းနဲ့ဆိုပြီးတော့မှယူအပ်ပေးထားတာဖြစ်ပါတယ်ရှင်ကိတ်မွန်ကို decoration ဆင်ပြီးတဲ့အခါကျတော့ရှင်အခုလိုမျိုးသက်စုအပေါ်ကနေပြီးတော့ပေါ့နော် fountain နဲ့လောက်ထားတဲ့ဒီဖဲပြားလေးကိုထည့်လိုက်ပါမယ်သက်စုကို fountain နဲ့ပေါ့နော်ဘယ်လိုမျိုးလောက်ရလဲဆိုပြီးလာပြီးတော့မေးထားတာလည်းရှိတယ်ပေါ့နော်ဒါလေးကသက်စု fountain သုံးပြီးလောက်ထားပါတယ်ကိတ်မွန်လေးကိုပို့ပြီးတော့လှသွားရအောင်အခုလိုမျိုးပလဲလေးနဲ့လိုက်ပြီးတော့အလှဆင်ထားပေးပါတယ်မွေးနေ့ရှင်သမီးလေး happy birthday ပါနော်ဒီကိတ်ကိုမြင်တဲ့အခါကျတော့ရှင်တဘောချက်လိုက်မလို့မျှော်လင့်ပါတယ်ရှင်ကိတ်မွန်လေးကတော့အရန်ကိုမှချစ်ဖို့ကောင်းဆောင်နေပြီးဆုံးသွားပါပြီအဆုံးနေ့ကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်နော်ကိတ်မွန်လေးကိုလည်းအမှတ်လေးတွေပေးခဲ့ပြပါအောင်ရှင်